ကျွန်တော်အနီရောင်ဖုန်းဘောက်စ်တစ်လုံးနဲ့ဝင်သွားခဲ့တယ်။နောက်ကတနကားကဖြည်းဖြည်းချင်းပိတ်နေတယ်ဆိုတာမသိခဲ့ဘူး။ဖုန်းခေါ်ဖို့ဒင်းကားတစ်ပြားထည့်လိုက်တယ်။ဒါပေမဲ့ဖုန်းကပြတ်နေပြီးဘယ်ကိုမှမဆက်သွယ်နိုင်ခဲ့ဘူး။ဒေါ်လာ$လောက်ဆုံးရှုံးသွားတာကြောင့်စိတ်မကောင်းဖြစ်ခဲ့တယ်။ထွက်ဖို့ကြိုးစားလိုက်တော့တန်တကားကိုလုံးဝမဖွင့်နိုင်တော့ဘူးဆိုတာသိလိုက်ရတယ်။စိတ်ရှုပ်ထွေးသွားပြီးယာယီပိတ်လောင်ထားတဲ့အလတ်ကအလှည့်ပြောင်းတစ်ခုလောက်ပဲဖြစ်မယ်လို့ထင်ခဲ့တယ်။နေအောင်ကပုံမှန်မဟုတ်အောင်ပြင်းထန်နေပြီးကျွန်တော်အပေါ်တောက်လျှောက်ကြလာတာကြောင့်တဖြည်းဖြည်းစိတ်တူလာတယ်။အလုတ်သွားနေတဲ့လူတွေလမ်းဘေးကဖြတ်တန်းသွားကြတယ်။ကျွန်တော်ကူညီဖို့တောင်းဆိုဖို့ဖန်ခွက်ကိုအမြန်တောက်ခတ်လိုက်တယ်။သူတို့လာကြတယ်။ဒါပေမဲ့ကျွန်တော်အတန်ကအပြင်ကိုမထွက်နိုင်ခဲ့ဘူး။လက်ဟန်အမှုရာတွေကြောင့်တော့နားလဲသွားကြတယ်။သူတို့အပြင်ဘက်ကနေအားနဲ့ဆွဲတယ်ကျွန်တော်အတွင်းဘက်ကနေအားနဲ့တွန်းတယ်။ဒါပေမဲ့တကားကမလုပ်ခဲ့ဘူး။ပိုပြီးလူတွေစုဝေးလာကြတယ်။နှစ်ယောက်ကနာရီကြည့်ပြီးအလုတ်သွားရတော့မယ်လို့ပြောပြီးထွက်သွားကြတယ်။ကျွန်တော်ပြုံးပြီးလက်ပြလိုက်တယ်။မကြခင်မှာအလုတ်သမားတွေရုံးဝင်တန်းတွေလာကြည့်နေကြတယ်။အားကြီးတဲ့လူတစ်ယောက်လာပြီးတကားကိုဆွဲဖွင့်ဖို့ကြိုးစားတယ်။လက်ကင်ကိုချိုးဖြတ်ပြီးတော့မအောင်မြင်ခဲ့ဘူး။လူတွေရေမောကြတယ်။သူကကိုလုံးကိုတုံးပြီးဖန်ခွက်ကိုချိုးဖို့ကြိုးစားတယ်။ဒါပေမဲ့မအောင်မြင်ပဲရှက်ရွံ့စွာထွက်သွားခဲ့တယ်။အတွေ့အကြုံရှိတဲ့ပြုပြင်သူတစ်ယောက်ရောက်လာပြီးတေချာစွာစစ်ဆေးခဲ့တယ်။ဒါပေမဲ့ဝက်ဦးတစ်လုံးတောင်မတွေ့ခဲ့ဘူး။အကွာဝေးတွေကိုခွာဖို့ကြိုးစားတယ်။ဒါပေမဲ့ဘာမှမဖြစ်ခဲ့ဘူး။ချိုးထားတဲ့လက်ကင်ကိုပြန်တက်ပြီးထွက်သွားခဲ့တယ်။လူတွေပိုပြီးစုဝေးလာတဲ့အခါကျွန်တော်ပတ်ဝန်းကျင်မှာအသေးစားလူမှုအတိုင်းဝိုင်းတစ်ခုဖြစ်လာတယ်။ဖက်နက်ရှင်းသူတွေရှိတယ်။ဘောလုံးရောင်းသူတွေရှိတယ်။အစားအစာခိုးယူသူတွေတောင်ရှိတယ်။ဒါပေမဲ့ဘယ်သူမှကျွန်တော်ကိုကယ်တင်နိုင်ခဲ့ကြဘူး။ကျွန်တော်အားမဲ့စွာထိုင်ချလိုက်တယ်။မိသက်ကားတစ်စီးရောက်လာတယ်။မိသက်သမားတွေဖုန်းဘောက်စ်ကိုစစ်ဆေးကြတယ်။အပေါ်ဘက်ကနေဖန်ခွက်ကိုချိုးဖို့စီစဉ်နေချိန်ဖန်ခွက်အပိုင်းစားတွေကျွန်တော်ပေါ်ကျလာမှကိုကြောက်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲတယောက်ကသူတို့ကိုတားလိုက်တယ်။အစိမ်းရောင်အဝတ်စားဝတ်ထားတဲ့လူတွေပေါ်လာကြတယ်။သူတို့ဖုန်းဘောက်စ်ကုမ္ပဏီဝန်ထမ်းတွေလို့ဆိုကြတယ်။ပျက်စီးနေတဲ့ဘောက်စ်ကိုပြုပြင်ဖို့ပြန်ယူသွားမယ်လို့ပြောကြတယ်။ကျွန်တော်မနားလည်နိုင်ဘူး။တားချင်ခဲ့ပေမဲ့အတန်မထွက်နိုင်ခဲ့ဘူး။လူတွေကမပူပါနဲ့လို့ပြောပြီးကျွန်တော်ကိုအားပေးတယ်လို့ပြောကြတယ်။ရင်ကမျိုးနဲ့ဝေးလာတဲ့အခါလမ်းပေါ်မှာမြင်နေရတာကြောင့်ကိုရှက်ရှုံမိတယ်။မီးပွိုင်းတစ်ခုမှာမြင်သာတဲ့တင်ကောင်းဖုံးပါတဲ့အတူပအခမ်းအနားတစ်ခုကိုတွေ့တယ်။နောက်တစ်မီးပွိုင်းမှာကျွန်တော်လိုပဲအနီရောင်ဖုံးပေါက်ထဲပိတ်မိနေတဲ့လူတစ်ယောက်ကိုတွေ့တယ်။အဲ့ဒီအချိန်မှာပဲဒါဟာအကြံစီတစ်ခုဖြစ်နေတယ်ဆိုတာနားလည်လိုက်တယ်။ကျွန်တော်ဖန်ခွက်ကိုထုခတ်ပြီးကယ်တင်ဖို့တောင်းဆိုခဲ့တယ်။ဒါပေမဲ့လူတွေကလက်ပြနေတယ်လို့ထင်ပြီးပြုံးပြန်ကြတယ်။ရင်ငတ်ပိုက်စာအားကုန်ပြီးမျောလင်းချက်မဲ့စွာလဲချလိုက်တယ်။ရင်ကတောင်တန်းအနက်ရှိုင်းပိုင်းကိုရောက်လာတယ်။မိသားစုကိုတတိယမိတဲ့ဇနီးနဲ့သားရဲ့တပ်ပုံတွေကိုကြည့်ရင်ကိုပါမလုပ်ခဲ့လဲဆိုတာမသိနိုင်ခဲ့ဘူး။စစ်တပ်ဟယ်လီကော်ပတာတစ်စီးပေါ်လာတယ်။နောက်ဆုံးအင်အားနဲ့ကူညီဖို့တောင်းဆိုခဲ့ပေမဲ့သူကပြန်တန်းသွားခဲ့တယ်။ရင်ကိုတောင်ထဲပို့ပြီးခေါ်သွားဖို့ညွှန်ပြနေခဲ့တယ်။နောက်ဆုံးမှာဖွင့်လို့မရတဲ့ဖုန်းဘောက်စ်တွေကိုစူးစီးနေတဲ့နေရာတစ်ခုကိုရောက်လာတယ်။ဘောက်စ်တစ်လုံးချင်းစီကပိတ်လောင်ခံရမဲ့လူတစ်ယောက်ကိုကိုစားပြုနေတယ်။ဂရိန်းတစ်စီးကကျွန်တော်ကိုဘောက်စ်နဲ့အတူကွန်ဘေးယာပေါ်တင်လိုက်တယ်။ရှေ့မှာလဲကျွန်တော်လိုပဲလူတွေရှိနေကြတယ်။အားလုံးပိတ်မိနေပြီးသူတို့ရဲ့အဆုံးသက်တွေကပြောင်းလဲလို့မရနိုင်တော့ဘူး။